ပတ်ဒီမှာငါအလုပ်ကိစ္စရေးကြည့်လို့တော့လိုက်အောင်မယ်နော်အေးဟုတ်ပြီလာမေကျမတို့လက်ထဲဝင်ကြရအောင်လာမေလာဟောမေဘယ်လိုပြရောက်လာကျမစောနာအိမ်ရှိမှတိတိနဲ့ဆုံတာသူအမေကိုလာပို့ပြီးပြန်သွားပြီဒါနဲ့အဖေရောဘာလို့တူတူမလာလဲမေတိတိပြောတာတော့အဖေနဲ့မေကိုတယောက်တအိမ်စီခွဲပြုစုကြမယ်တဲ့အားကြောင့်မို့အမေကိုကျမစီလာပို့ပြီးအဖေကတော့သူ့အိမ်မှာထားခဲ့တယ်လေဟောအေးဟုတ်ပြီမေဒါဆိုကျွန်တော်အခန်းသွားပြင်ထားလိုက်မယ်နော်လာမေလာဟိုဘက်မှာထိုင်အောင်မေပါစားခြင်းလေတမိမေကြိုက်တာလေးချက်ကျွေးမယ်လေအမေကဟင်းစားမရွေးပါဘူးကွယ်တမိအစင်မေတာချက်လို့ရတယ်နော်ဒါဆိုခဏစောအောင်နော်မေတမိဟင်းသွားချက်လိုက်အောင်မယ်ပြီးအမေတမိလာခေါ်မယ်နော်မေအေးပါကွယ်အေးပါအမေစောက်လို့ရပြီနော်အေးတမိမေပန်းဒီမှာမေကြိုက်တဲ့ဝတ်သားကိုတိတက်ချက်ပေးထားတာနော်မေအများကြီးစားနော်မေအေးတမိဝတ်သားဟင်းကစားကောင်းတာပဲမေမြတ်စားနော်မေကြိုက်တဲ့တမိခဏလိုက်ချက်ကျွေးမှာပေါ့မေစားချင်တဲ့ချိန်ပြောတမိမြဲတမ်းချက်ကျွေးမယ်နော်မေဟယ်လိုအဖိုးကြီးရှင်သားငယ်လေးတို့အိမ်မှာနေရတာအစင်ဟောပြေရဲ့လားဖွားရီငါတော့မစိုးရိမ်ပါနဲ့ငါဒီမှာအဆင်ပြေတယ်သူတို့ငါ့ကိုတီးတတ်ကြတယ်အစားဆိုလည်းကောင်းတာတွေပဲကြွေးတယ်လုပ်တွေပါတွေလည်းမခိုင်းပါဘူးဒါပေမဲ့ဖွားရီရဲ့ငါနေတော့ရမ်းသတိရတာပဲအဖိုးကြီးရဲ့ကျမလည်းရှိုံတတိရပါလေအေးအဖွားကြီးရဲ့ငါတို့တွေလင်မယားဖြစ်လာတာဆယ်စုနှစ်များစွာကြာပြီတရက်မှလည်းမခွဲဘူးဟောအခုတော့ဘယ်ကန်ရတဲ့ကြောင့်တက်ကြီးလားမှခွဲရမှလည်းမသိပါဘူးကွာကျမတို့ကအကန်ဆိုးတာပါအသက်ကြီးလာမှခွဲနေကြရတယ်ကျမလည်းရှိုံတတိရပါတယ်ကိုလေးမသိကျမရှင်ပြောဆိုင်ရှိလို့ဟမ်ပတ်ဒီမှာမင်းဘာဖြစ်လာလဲဘာဖြစ်လို့လဲပြောလေကျမစောနာမိခံရှင်နေဖြတ်လာမိတိတ်တိတ်လေးငူးနေတယ်ကျမအမေကိုကြည့်ပြီးစိတ်မကောင်းလိုက်တာရှင်ကျမအဖေကပါဒီမှာခေါ်ထားမလားလို့လေရှင်ဘလို့တဘောရလဲမိဘတွေကငယ်စဉ်ကလေးကရှင်တို့ညီကိုတို့ပြုစုပြထောင်ခဲ့ရတာလွယ်တာမဟုတ်တာဘာလို့သူတို့အသက်ကြီးလာမှရှင်တို့ခွဲထားခြင်းရတာလဲရှင်တို့ညီကိုနှစ်ယောက်ဘာတွေစဉ်းစားနေလဲဆိုတာကျမနားအောင်မလဲတော့ရှင်ပတ်ဒီမှာမင်းလက်တည်တာပဲကွာငါတို့အိမ်ရဲ့အခြေအနေကကောင်းမှမကောင်းတာအဲ့ဒါကိုငါတို့အဖေးပါထပ်ခေါ်လိုက်မယ်ဆိုလို့ရှင်အိမ်မှာကုန်ကြစိတ်ဘယ်လောက်များသွားမှာဆိုတာမင်းလက်တည်ရတာပဲငါဝန်တော့ဝန်မဖြစ်မှာကြောက်လို့ပါကွာရှင်ဖာတွေကြောက်နေရလေကျမလည်းရှိတာပဲလေကျမလည်းပတ်စံရှာနိုင်ပါတယ်ကျမတို့နောက်ပိုင်းစားတော့တောက်တာထွေတာလိုက်လို့ရှိရင်ကျမတို့အဆင်ပြေသွားမှာပါကျေးဇူးတင်ပါတယ်ပန်းဒီမာရဲ့ငါအတွက်ရောငါမိသားစုအတွက်ပါမင်းအမြဲတမ်းစဉ်းစားပေးလို့လေဘာကျေးဇူးတင်ကြလို့လဲရှင်နဲ့ကျမကြားမှာကျေးဇူးတင်ကြလို့လားအမေကကျမ်းမာရင်မကောင်းအဖေကကျမ်းမာတယ်ဒါကြောင့်လေရှင်းညီလေးကအမေကိုကျမစီကိုလာအပ်သွားတာလေလူဆိုတာလေအသက်ကြီးလာလို့ရှိရင်ဖော်ပြဖို့လိုတယ်အမေနဲ့ဖေနဲ့ငယ်တဲ့ချစ်ခင်နေလာကြတာအခုဆိုရင်ပိုးပြီးတောင်လိုအပ်လာတယ်အမေစိတ်မကောင်းဖြစ်နေတာကိုရှင်ဒီတိုင်းကြည့်နေနိုင်လို့လားပန်းဒီမာမင်းပြောတာအားလုံးမှန်တယ်ခါနေကြလို့ရှိရင်အမေကိုခေါ်ပြီးတော့အဖေရှိအောင်လို့လူတော့ကြမယ်နော်အမေစိတ်မကောင်းဖြစ်ပါနဲ့တော့နော်ကျွန်တော်နဲ့ပန်းဒီမှာခဏနေလို့ရှိရင်အဖေကိုတော့ခေါ်ပြီးတော့မှာအမေတို့လည်းမရောက်လဲတော့မခွဲထားတော့ပါဘူးမေနော်ဘာတာမင်းတကယ်ပြောနေရလားဒါဆိုအမေတို့ကခွဲနေစရာမလိုတော့ဘူးနော်တာကိုကျေးဇူးတင်ပါတယ်အမေကျွန်တော်ကိုကျေးဇူးတင်စရာမလိုပါဘူးမေတကယ်တော့ကျွန်တော်ကအသုံးမကျတဲ့သားပါမေဒါတွေအားလုံးရဲ့အကြံဉာဏ်ပန်းဒီမာရဲ့အကြံဉာဏ်ပါပန်းဒီမာကပဲအမေပေါ်ပို့ပြီးတော့တိတက်တာပါအမေရဲ့ဟုတ်တယ်အမေမှတိတက်တဲ့ချွေးမကောင်တွေရထားတာပဲကျေးဇူးပါပဲပန်းဒီမာရဲ့ကျေးဇူးပါပဲကိုလေးမော်သိကျမတို့ကသားသမီးတွေဖြစ်တဲ့အတွက်မိဘတွေကိုပြုစုစောင့်ရှောက်မှာကျမတို့ရဲ့တာဝန်ပဲလေမိဘတွေနှစ်ပေါင်းများစွာပြုစုပေးခဲ့တဲ့မြတ်တာတွေကျမတို့ကချစ်စစ်မြတ်တာတွေနဲ့ပြန်ဆက်ရမှာပေါ့ကိုလေးမော်သိရဲ့မိဘကျေးဇူးတွေအသက်လုံးမကုန်နိုင်ပါဘူးကိုလေးမော်သိရဲ့အမေဝမ်းမနဲ့နဲ့တော့သမီးတို့အခုပဲအဖေကိုတော့ခေါ်ကြရအောင်နော်မေနော်အမေလားလက်စရာချက်ခါမို့လို့ချစ်ကိုလူက